ရခိုင်ပြည်ကွာပင်လယ်ပြင်မှာအကြမ်းဖက်မြန်မာစစ်ရေးရင်တွေကဒေသခံအပြစ်မဲ့ပြည်သူတွေရဲ့ငါးဖမ်းလေတွေကိုအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်နေပါတယ်။အဲ့ဒီလိုတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ရေလောက်သားတွေကိုဖမ်းဆီးတာတွေကိုလည်းလှုပ်ဆောင်နေတာကြောင့်ရေလောက်သားအများစုရှိတဲ့ဂွားမြို့နယ်ဒေသခံပြည်သူတွေရဲ့စာဝတ်နေရေးဟာပုံမခက်ခဲလာပါတယ်။စာဝတ်နေရေးမှာပုံမခက်ခဲလာကြသူတွေအထက်မှာတက်ကြီးရွယ်အိုတွေကလေးတွငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေလည်းပါဝင်နေပါတယ်။လက်ရှိမှာတော့စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေအရေးတကြီးလိုအပ်နေတယ်လို့ဂွားမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့တာဝန်ခံကိုနိုင်အောင်လင်းကနရီစရာကိုပြောပါတယ်။လက်တလောကောက်ယူရရှိထားတဲ့စည်ရင်းတွေအရဂွားမြို့နယ်အတွင်းနေရက်မပြန်နိုင်သေးတဲ့စစ်ရှောင်ပြည်သူနဲ့စားဝတ်နေရေးခက်ခဲတဲ့ပြည်သူအိမ်အောင်စု1984စုလူဦးရေ9925ယောက်ရှိနေတယ်လို့ဂွားမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။